chagera menenga mocho twaro mishi ne yale apyan tantare laita ညတုန်းကမဲ့တဲ့အိမ်မက်လိတ်ထဲမှာပေါ်ရိုမီယိုကကျွန်တော်ကိုစကားတွေလာပြောနေတော့သူ့ရဲ့အကြောင်းကိုကျွန်တော်ဘလောက်များသိတယ်လဲတဲ့သူ့အသေးတွေဘလောက်ကွက်ကွက်သူကအချစ်တရေကောင်းတဲ့အိမ်မက်ကလက်လို့တော့ကျွန်တော်ပြန်စဉ်းစားမိတယ်ရိုမီယိုဂျူလီရဲ့ဒန်ဒါကြီးပြသက်လေးပဲတကယ်တော့အချစ်ဆိုတာဘာလဲကျွန်တော်နဲ့ကောင်းပါလေရိုးရိုးလေးပဲချစ်ခဲ့တာရယူခြင်းပေးသက်ခြင်းအချစ်ရဲ့အတိတ်ပဲဘာမှမသိမျက်နှာမှုတစ်ခုတည်းနဲ့ချစ်ခဲ့ကြတာပဲဂျူလီရဲ့ကျွန်တော်ဘဝရဲ့နတ်သမီးလေးသူလှတာမလှတာလဲကျွန်တော်နဲ့မဆိုင်ဘူးလေကျွန်တော်ချွတ်တဲ့မှုလဲသူကယူမဆိုင်ခဲ့ဘူးအချစ်တစ်ခုပေါင်းဆက်တဲ့အခါမိဘအတိုင်းဝိုင်းရဲ့ဆွတ်ဖက်မှုတွေမပါရင်အေးကောင်းပါနော်ဒီလိုနဲ့ပဲကျွန်တော်တို့ဝေး